သားဖြစ်ခွင့်ပေးတယ်ပေးခဲ့တယ်တမရဦးသိန်းနေဆိုတာလက်ထက်မှာလည်းနိုင်ငံသားဖြစ်ခွင့်ပေးခဲ့တယ်တမရဦးထင်ကျော်တမရဦးဝင်းမြင့်လက်ထက်မှာလည်းနိုင်ငံသားဖြစ်ခွင့်ပေးခဲ့တယ်ပန်းရောင်ကလေးထုတ်ပေးခဲ့တယ်ဒါပေမဲ့အခုသူတို့ကတဆင့်တက်ပြီးတော့နိုင်ငံသားဖြစ်ခွင့်လိုချင်တာမဟုတ်သူတို့တိုင်းရင်းသားဖြစ်ခွင့်လိုချင်နေကြတယ်တိုင်းရင်းသားဖြစ်ချင်နေကြတယ်ဒါမျိုးကြတော့ပေးလို့မရဘူးမြန်မာပြည်ထဲမှာဘိုးဘွားအစဉ်ဆက်နေထိုင်ပြီးတော့မြန်မာပြည်ရဲ့ကျွန်တော်တို့နိုင်ငံရဲ့တည်ဆဲဥပဒေကိုလေးစားလိုက်နာတဲ့ဘင်္ဂလီတွေရှိတယ်အများကြီးရှိတယ်အဲ့ဒီဘင်္ဂလီတွေကိုမြန်မာနိုင်ငံသားဖြစ်ခွင့်နိုင်ငံသားအခွင့်အရေးပေးနိုင်တယ်သို့တော့တိုင်းရင်းသားခွင့်အရေးမပေးနိုင်ဘူးတိုင်းရင်းသားခွင့်အရေးပေးရအောင်ခင်ဗျားတို့ကတိုင်းရင်းသားမဟုတ်ဘူးအခုဘင်္ဂလီတော်တော်များများကနိုင်ငံသားခွင့်အရေးတောင်းနေတာမဟုတ်ဘူးနိုင်ငံသားဖြစ်ချင်တယ်တောင်းနေတာမဟုတ်သူတို့တိုင်းရင်းသားကိုတောင်းနေတာအဲ့ဒီပြဿနာအစဘာတူလဲအောင်ဆန်းစုကြည်အဲ့ဒီပြဿနာအစဘာတူလဲဒေါ်အောင်ဆန်းစုကြည်ငှားလိုက်တဲ့ကိုဖီအာနဲ့အကြံပေးကော်မရှင်ကြောင့်ဖြစ်တယ်မဟုတ်ပါမင်္ဂလာပါ Top Stories မြန်မာ Channel ကနေကြိုဆိုပါရစေမြန်မာနိုင်ငံကနေကမ္ဘာတဝန်းအထိနေ့စဉ်သတင်းစုံနဲ့ဖြစ်ရမှန်တွေကိုတင်ဆက်ပေးနေမှာမို့အခုပဲ Subscribe လုပ်ပြီးကျွန်တော်တို့နဲ့အတူလက်တွဲဖို့ဖိတ်ခေါ်ပါရခင်ဗျာကျွန်မပြောချင်တဲ့ဒီကအကြောင်းအရာဘင်္ဂလီတွေကိုနိုင်ငံသားခွင့်ပေးတင်လားကျွန်မတောက်တဲ့အမြင်ကပေးတင်တယ်ထပ်ပြီးပြောမယ်ဘင်္ဂလီတွေကိုနိုင်ငံသားဖြစ်ခွင့်ပေးတင်လားနိုင်ငံသားအခွင့်အရေးပေးတင်လားဟုတ်ကဲ့ပေးတင်ပါတယ်ဘလို့လူတွေကိုပေးရမလဲကျွန်တော်တို့မြန်မာပြည်မှာသူတို့ဆိုလို့ရှိရင်လည်းပဲဘိုးဘွားအစဉ်ဆက်နေခဲ့ကြတဲ့ဘိုးဘွားအစဉ်ဆက်မြန်မာပြည်မှာနေခဲ့ကြတဲ့မွတ်စလင်တွေဘင်္ဂလီတွေအများကြီးရှိတယ်အဲ့ဒီဘင်္ဂလီတွေကိုကျမတို့နိုင်ငံတည်ဆဲဥပဒေနဲ့ကိုက်ညီတဲ့လူမှန်သမျှကိုကျမတို့ကနိုင်ငံသားခွင့်ပေးရမယ်ပြီးတင်တယ်နိုင်ငံသားဖြစ်ခွင့်ပေးတင်တယ်ပေးခဲ့တယ်တမရဦးသိန်းနေဆိုတာလက်ထက်မှာလည်းနိုင်ငံသားဖြစ်ခွင့်ပေးခဲ့တယ်တမရဦးထင်ကျော်တမရဦးဝင်းမြင့်လက်ထက်မှာလည်းနိုင်ငံသားဖြစ်ခွင့်ပေးခဲ့တယ်ပန်းရောင်ကလေးထုတ်ပေးခဲ့တယ်ဒါပေမဲ့အခုသူတို့ကတဆင့်တက်ပြီးတော့နိုင်ငံသားဖြစ်ခွင့်လိုချင်တာမဟုတ်သူတို့တိုင်းရင်းသားဖြစ်ခွင့်လိုချင်နေကြတယ်တိုင်းရင်းသားဖြစ်ချင်နေကြတယ်ဒါမျိုးကြတော့ပေးလို့မရဘူးမြန်မာပြည်ထဲမှာဘိုးဘွားအစဉ်ဆက်နေထိုင်ပြီးတော့မြန်မာပြည်ရဲ့ကျွန်တော်တို့နိုင်ငံရဲ့တည်ဆဲဥပဒေကိုလေးစားလိုက်နာတဲ့ဘင်္ဂလီတွေရှိတယ်အများကြီးရှိတယ်အဲ့ဒီဘင်္ဂလီတွေကိုမြန်မာနိုင်ငံသားဖြစ်ခွင့်နိုင်ငံသားအခွင့်အရေးပေးနိုင်တယ်သို့တော့တိုင်းရင်းသားခွင့်အရေးမပေးနိုင်ဘူးတိုင်းရင်းသားခွင့်အရေးပေးရအောင်ခင်ဗျားတို့ကတိုင်းရင်းသားမဟုတ်ဘူးအခုဘင်္ဂလီတော်တော်များများကနိုင်ငံသားခွင့်အရေးတောင်းနေတာမဟုတ်ဘူးနိုင်ငံသားဖြစ်ချင်တယ်တောင်းနေတာမဟုတ်သူတို့တိုင်းရင်းသားကိုတောင်းနေတာအဲ့ဒီပြဿနာအစဘာတူလဲအောင်ဆန်းစုကြည်အဲ့ဒီပြဿနာအစဘာတူလဲဒေါ်အောင်ဆန်းစုကြည်ငှားလိုက်တဲ့ကိုဖီအာနဲ့အကြံပေးကော်မရှင်ကြောင့်ဖြစ်တယ်မဟုတ်ပါဘူးလို့ဘယ်သူညင်းမလဲကိုဖီအာနဲ့အကြံပေးကော်မရှင်စပြီးငှားတဲ့ကနော်လွတ်တော်မှာရှိတဲ့အတိုက်ခံပါတီတွေအကုန်လုံးကန့်ကွက်တယ်နော်ရခိုင်ပါတီတွေကန့်ကွက်တယ်ရခိုင်လွတ်တော်ကိုယ်စားလှယ်တွေကျွန်တော်တို့ကရခိုင်လူမျိုးကိုကိုစားပြုပြီးရခိုင်တွေကမဲပေးရွေးချယ်လိုက်တဲ့ကိုယ်စားလှယ်တွေဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကရခိုင်ပြည်နယ်ရခိုင်ပြည်သူလူထုရဲ့အတန်ကိုကိုစားပြုပါတယ်ဒါကြောင့်ရခိုင်ပြည်နယ်ရွေးကိုဆွေးနွေးတဲ့အခါကိုပြီးအားနဲ့လို့နိုင်ငံခြားကအကောင်ကိုမငှားဘဲနဲ့ကိုနိုင်ငံသားချင်းချင်းကိုလူမျိုးချင်းချင်းကြောချင်းကက်ရင်ချင်းအပ်ပြီးဆွေးနွေးပါတိုင်းမြင်မှာဒိုင်ယာလော့ပါတနာဖြစ်ကျွန်တော်တို့ကိုတတ်မှတ်ပေးပါဆိုပြီးတော့နော်ရခိုင်လွတ်တော်မှာဦးလှစောလွတ်တော်မှာတောင်းဆိုတယ်ဒါပေမဲ့ဒေါ်အောင်ဆန်းစုကြည်ကရခိုင်လူရွေးချယ်ထားတဲ့လွတ်တော်ကိုယ်စားလှယ်တွေကိုဘေးချိတ်ပြီးတော့ကိုဖီအာနဲ့အကြံပေးကော်မရှင်ကိုငှားခဲ့တယ်အဲ့ဒီကိုဖီအာနဲ့အကြံပေးကော်မရှင်ကမြန်မာပြည်ရဲ့လမ်းညွန်မြေပုံကြီးဖြစ်ပါတယ်ဆိုပြီးတက်သွေးမတိန်လိုက်ပြီးလုပ်ခဲ့တယ်အဲ့ဒီတရားခံအောင်ဆန်းစုကြည်ပဲမဟုတ်ပါဘူးလို့ဘယ်သူညင်းမလဲကိုဖီအာနဲ့အကြံပေးကော်မရှင်ပါအချက်88ချက်ကတိုင်းပြည်ကိုဘင်္ဂလီလက်ထက်ထည့်တာမဟုတ်ဘူးလို့ဘယ်သူညင်းမလဲကျွန်မစိတ်ခေါ်တယ်အဲ့ဒီကိုဖီအာနဲ့အစင်းခါသာထွက်ပြီးတော့မကြခင်မှာပဲခံဘီယာကတရားဆွဲနော်မစီမဆိုင်ဟိုးအဝေးကြီးကရေချိုင်းမြေချားကခံဘီယာကတရားဆွဲ ICJ မှုအဲ့ဒီခံဘီယာတရားဆွဲရဲ့ ICJ မှုကဘင်္ဂလီတွေကိုတက်တယ်မတက်ဖို့ဆိုတာအဓိကမဟုတ်ဘူးသူတို့လူမျိုးလိမ်ရိုဟင်ဂျာဆိုတဲ့နာမည်ကအဓိကထပ်ပြောမယ်နော်ဂမ်ဘီယာကတရားစွဲတဲ့ ICJ မှုကသူတို့ရခိုင်ပြည်မြောက်ပိုင်းအင်းတင်ရွာမှာတက်တယ်မတက်ဖို့ကအဓိကမဟုတ်ဘူးလူမျိုးတုံးတက်တယ်မတက်ဖို့ကအဓိကမဟုတ်ဘူးသူတို့လိုချင်တဲ့ဘင်္ဂလီတွေကိုရိုဟင်ဂျာဆိုတဲ့နာမည်နဲ့မြန်မာပြည်မှာတိုင်းရင်းသားအဖြစ်သူတို့နေခဲ့တယ်ဆိုတာအဓိကအဲ့ဒီချက်ကိုသူတို့လိုချင်တာဒါဆိုရင်ဒီနေ့မှာအမေစုကနော်ICJ ကိုသွားပြီးတော့စစ်ကောင်းဆောင်တွေကိုကယ်ခဲ့တာမင်းအောင်နိုင်တို့ကကြောက်လို့ ICJ ကိုမသွားရဲပဲနဲ့အမေစုကစစ်တပ်ကိုကယ်ခဲ့ပါတယ်ဆိုတော့ကောင်းနေကောင်းမတွေလူဘောတွေหนีပင်းနေကြမှာမိမယ်အဲ့ဒီလိုမျိုးအောင်ဆန်းစုကြည်ကမြန်မာပြည်ကိုသွားပြီးတော့ ICJ မှာကယ်တင်ခဲ့တယ်စစ်ဗိုလ်ချုပ်တွေကမသွားရဲလို့အောင်ဆန်းစုကြည်သွားတယ်ဆိုရင် ICJ မှာအောင်ဆန်းစုကြည်ခြေပါခဲ့တာကမြန်မာပြည်မှာရိုဟင်ဂျာမရှိဘူးလို့ပြောခဲ့တာ
ပြောရဲသလားမြန်မာပြည်မှာရိုဟင်ဂျာမရှိဘူးလို့ပြောခဲ့သလားပြဿနာစပြီးတော့ဖြေရှင်းပြီးတရားရုံးမှာသွားပြီးဖြေရှင်းပြီးဆိုတာနံပါတ်1ပြောရမှာကဒီဂမ်ဘီယာကဆွဆွဲတဲ့ရိုဟင်ဂျာဆိုတာကျမတို့မြန်မာပြည်မှာမရှိဘူးကျမတို့တိုင်းရင်းသားတွေမှာရိုဟင်ဂျာမရှိဘူးလို့နံပါတ်1ပြောရမှာမဟုတ်ဘူးလားအောင်ဆန်းစုကြည်ပြောရဲသလားပြောခဲ့သလားဒေါ်အောင်ဆန်းစုကြည်ကိုဒေါ်မတက်ဖဲနဲ့အောင်ဆန်းစုကြည်လို့ခေါ်တော့ခင်ဗျားတို့နားထဲမှာရိုင်းလိုက်တာလို့မရိုင်းလိုက်တာလို့စော်ကားလိုက်တာလို့ခင်ဗျားတို့နားထဲမှာအေးဒေါ်အောင်ဆန်းစုကြည်ကိုဒေါ်မတက်ဖဲနဲ့အောင်ဆန်းစုကြည်လို့ခေါ်တာတော့ခင်ဗျားတို့နားထဲမှာရိုင်းတယ်လို့ထင်ရင်ခင်ဗျားတို့အသေးထဲမှာနားရင်ကျမတို့ကလည်းကျမတို့ချစ်တဲ့တက်မလို့ခေါင်းဆောင်တွေကိုခင်ဗျားတို့နော်အောင်ဆန်းစုကြည်ကြအမေခေါ်ပြီးမရောက်နိုင်ကြမအေးလို့ဆဲနေတယ်ခင်ဗျားတို့အောင်ဆန်းစုကြည်ကြတော့အမေတဲ့မရောက်နိုင်ကြတော့မအေးလို့တဲ့ခင်ဗျားတို့အဲ့ဒီလိုမျိုးဆဲဆိုမှုတွေကျမတို့လည်းနားတယ်ကိုကျစ်စာတက်အောင်ပြပြတာခင်ဗျားတို့တွေကဥနေဝင်းဆိုလဲဆဲလိုက်တာဦးတန်းရွှေဆိုလဲဆဲလိုက်တာမင်းတို့တွေအဲ့လိုဆဲတာငါတို့လည်းနားတယ်အခုကျမကဒေါအောင်ဆန်းစုကြည်ကိုထော်မတက်ဖဲနဲ့အောင်ဆန်းစုကြည်လို့ပြောလိုက်တာခင်ဗျားတို့ရိုင်းနေထင်ရင်ခင်ဗျားတို့ဥနေဝင်းတို့ဦးတန်းရွှေတို့ဦးမင်းအောင်လိုင်းတို့တစ်ချိန်လုံးဆဲနေတာဘယ်လောက်ရိုင်းလဲဆိုတော့ခင်ဗျားတို့စဉ်းစားဟုတ်ပြီဒီညမှာဒေါအောင်ဆန်းစုကြည်ကိုယ်တိုင်ကမြန်မာပြည်မှာရိုဟင်ဂျာမရှိပါဘူးတိုင်းရင်းသားတွေမှာရိုဟင်ဂျာမရှိပါဘူးလို့မငင်းခဲ့တယ်လို့ဒေါအောင်ဆန်းစုကြည်ငှားထားတဲ့နိုင်ငံသားရှေ့နေကဘာပြောလဲနာမည်ကဝီလီယံရှဘတ်နော်ဝီလီယံရှာဘတ်ဆိုတဲ့နိုင်ငံသားရှေ့နေနိုင်ငံသားဥပဒေအကြံပေးရရှိကဂမ်ဘီယာမှာသွားပြီးတော့ ICJ မှုကိုဂမ်ဘီယာတရားစွဲတဲ့ ICJ မှုကိုတက်ဟိတ်မှာဖြည့်ရှင်းတော့ကရိုဟင်ဂျာလို့ပဲသုံးတော့တယ်ဒေါအောင်ဆန်းစုကြည်ကမြန်မာပြည်မှာရိုဟင်ဂျာမရှိဘူးလို့မငင်းနဲ့ပြင်နှစ်အောင်ဆန်းစုကြည်ငှားထားတဲ့နိုင်ငံသားရှေ့နေဝီလီယံရှာဘတ်ကမြန်မာပြည်ကရိုဟင်ဂျာလို့ပြောသွားတယ်ဆိုတော့မြန်မာပြည်မှာရိုဟင်ဂျာရှိတယ်လို့ဝန်ခံလိုက်တာမဟုတ်ဘူးလားဒီလူမျိုးကိုမြန်မာပြည်မှာတိုင်းရင်းသားဖြစ်နေတယ်မြန်မာပြည်မှာရှိနေတယ်လို့ဝန်ခံလိုက်တာနဲ့မတူဘူးလားအေးအဲ့ဒီလူမျိုးမြန်မာပြည်မှာရိုဟင်ဂျာရှိတယ်ဆိုလို့ရှိရင်အဲ့ဒီလူမျိုးတွေအတွက်နာမည်ပေးရတော့မယ်အခုကဘာကတစ်ချိန်လုံးပြောနေတဲ့စေဆုံးဆိုတာရခိုင်ပြည်မှာပေးကိုပေးရမယ်ရခိုင်ပြည်မြောက်ပိုင်းတစ်ခုလုံးကိုဘင်္ဂလီနယ်မြေရိုဟင်ဂျာနယ်မြေရိုဟင်ဂျာပြည်နယ်ဆိုပြီးပေးရလိမ့်မယ်အဲ့ဒီလိုမျိုးရခိုင်ပြည်မြောက်ပိုင်းကိုရိုဟင်ဂျာနယ်မြေရိုဟင်ဂျာနိုင်ငံရိုဟင်ဂျာ state save zone လို့ပေးလိုက်လို့ရှိရင်အောင်ဆန်းစုကြည်အာဏာရပြီးချင်းအာဏာရတာနဲ့ပထမဆုံးလုပ်ခဲ့တဲ့ non migration ဘတ်စာချုပ်2016ခုနှစ်ဇွန်22ရက်နေ့အောင်ဆန်းစုကြည်တယောက်တည်းသဘောဆန္ဒနဲ့လက်မှတ်ရေးထိုးခဲ့တဲ့ non migration ဘတ်စာချုပ်အရာကမ္ဘာနိုင်ငံအသီးသီးမှာရောက်နေတဲ့ migrant နော်ခိုးဝင်ဘင်္ဂလီတွေကိုပြောတာအဲ့ဒီခိုးဝင်ဘင်္ဂလီကကျွန်တော်တို့ကရိုဟင်ဂျာပါဆိုပြီးတော့ကျွန်တော်တို့ကရိုဟင်ဂျာပြည်နယ်ကိုပြန်ပါမယ်ဆိုပြီးအဲ့ဒီရခိုင်ပြည်နယ်မြောက်ပိုင်းကရိုဟင်ဂျာ state ဆိုတာယူသူတို့ရောက်လာကြတယ်။ဘာကြောင့်လဲအောင်ဆန်းစုကြည်လက်မှတ်ရေးထိုးထားတဲ့ non migration ပါစာချုပ်ရ migrant တွေကိုနိုင်ငံသားဖြစ်ခွင့်ပေးရလိမ့်မယ်။နော်ဆိုတော့ခင်ဗျားတို့တပြားတစ်ခွက်ဖြုတ်အောင်နောက်နဲ့ရိုဟင်ဂျာတွေကိုတိုင်းရင်းသားခွင့်